ကဲအားလုံးပဲမင်္ဂလာပါနော်ဒီမှာခုနချောင်းနဲ့ပေါင်းတော့3ရမယ်3ပတ်တီဒီမှာ30ဆိုပြီးထွက်တယ်နော်ပြီးရင်ဒီမှာ3ရနဲ့9နဲ့ပေါင်းတော့9ရမယ်9ပတ်တီဒီမှာ9လေးဆိုပြီးထွက်တယ်3နဲ့ဒီ1နဲ့ပေါင်းတော့4ရမယ်နော်4ပတ်တီ4ပတ်တီဆိုတော့ဒီမှာ8လေးဆိုပြီးထွက်တယ်နော်ဒီမှာရှင်းနဲ့ပေါင်းတော့6ပတ်တီရမယ်ဒီမှာ6 9ဆိုပြီးတော့ထွက်တယ်နော်3ညနဲ့ဒီ3ညနဲ့ပေါင်းတော့3ညရမယ်3ညပတ်တီရမယ်โอเคနော်3ညပတ်တီကိုတင်ခွဲပေးမယ်နော်3ညခွန်3ည5 3ည4ပြီးတော့3ည2နော်ဒါ3ညပတ်တီတင်ခွဲပါโอเคပြီးရင် break နော် break နှလုံးပေးမယ်နော် break နှလုံးကခုနချောင်းနဲ့ပေါင်းတော့3ရမယ်38 break ရမယ်နော်38 break ဆိုတော့ဒီမှာ30နှစ်တည်း6ခွန်ဆိုပြီးတော့3 break 3ချိန်ထွက်တယ်နော်ဘယ်ဒီမှာ3ညနဲ့9နဲ့ပေါင်းတော့9ရမယ်9လေး break ရမယ်9လေး break ဆိုတော့ဒီမှာ8တက်ဆိုပြီးတော့ထွက်တယ်နော်8တက်ဆိုတော့9 break 3နဲ့ဒီ1နဲ့ပေါင်းတော့4ရမယ်4 9 break ရမယ်4 9 break ဆိုတော့နော်4 9 break ဆိုတော့ဒီမှာ18ဆိုတော့9 break ထွက်တယ်နော်ရှင်းနဲ့ပေါင်းတော့6ရမယ်6 break 6 break ဆိုတော့ဒီမှာတင်5နော်တင်5ထွက်တယ်တင်5ဆိုတော့6 break ထွက်တယ်ဝေးဒီမှာ3ညနဲ့ပေါင်းတော့3ညအဲ့တော့3ည5 break ရမယ်နော်3ည break ကနော်ဒီမှာ3ည break ကတစ်ကိုပြီးရင်6လေးပြီးတော့2ရှိမယ်နော်ပါပဲ